ဖះကိုအာယုံပြုတ်ပြီးတော့ပူဇော်လိုက်တော့ပါဖြစ်ကုသိုလ်ရတယ်အဲ့ဒီကုသိုလ်ရဲ့အစွမ်းတကူကြောင့်စီးပွားရေးတွေအဆင်ပြေလာတယ်လောက်တာကိုင်းတာတွေအဆင်ပြေလာတယ်ဟောဒီလိုဖြစ်ရမြတ်စွာဘုရားကလည်းအဲ့ဒါကိုအဓိကထားပြီးတော့ဟောတာပဲအေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဗုဒ္ဓဘာသာဆိုသည်မှာမြတ်စွာဘုရားသခင်ကိုရမြတ်ကိုကိုးကွယ်တယ်လို့ဆိုတာဟုတ်တယ်ကိုးကွယ်တယ်ဆိုတာအဆုံးမရဖို့ကိုးကွယ်တာလို့ဒီလိုမှတ်ဖို့လိုတယ်မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်လို့ကိုးကွယ်တာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာတတ္တဟတိတထာဂတတဘောဓိတထာဂတတမြတ်စွာဘုရားရဲ့ဘောဓိအသိဉာဏ်ကိုတတ္တဟတိယုံကြည်တယ်လက်ခံတယ်ဘုရားရဲ့အသိဉာဏ်ကိုယုံကြည်သည့်အတွက်ကြောင့်ဘုရားအဆုံးအမကိုလက်ခံ